ဘာမြေကအပင်အသေးလေးတစ်မျိုးကိုအာကာသထဲမှာကနိနီးပါးထားခဲ့တယ်။အံ့ဩစရာကတော့အပင်လေးကမတိပဲအသက်ရှင်ပြီးကဘာကိုပြန်လာတဲ့အခါမှာထက်နှံကြီးထွားနိုင်ခဲ့တာပါ။မင်္ဂလာပါမြန်ဝန်ကျူးမကြိုဆိုပါတယ်ဒီနေ့မှာတော့အံ့ဩစရာသိပ္ပံသတင်းတစ်ခုကိုတင်ဆက်ပေးပါမယ်ကဘာမြေကအပင်အသေးလေးတစ်မျိုးကိုအာကာသထဲမှာတနည်းနီးပါးထားခဲ့တယ်အံ့ဩစရာကတော့အပင်လေးကမသေးပဲအသက်ရှင်ပြီးကဘာကိုပြန်လာတဲ့အခါမှာထပ်မံကြီးထွားနိုင်ခဲ့တော့ပါဒီအတွေ့အကြုံအတိတ်ကကဘာပြင်ပဘဝအပေါ်ကျွန်တော်တို့စဉ်းစားပုံကိုပြောင်းလဲစေနေပါတယ်အာကာသထဲမှာအသက်ရှင်နေတဲ့အပင်တွေရှိလာမယ်ဆိုရင်လူသားအနာဂတ်အတွက်အလွန်အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်နေပါတယ်ဂျပန်နိုင်ငံဟိုကိုင်ဒိုတက္ကသိုလ်ကသူတေသနအဖွဲ့က Bryophyte အပင်တွေထဲကအစေအမွှားအသေးလေးတွေကိုအာကာသစခန်းအပင်ဘက်မှာတကူတည်း6လပေါင်းထားခဲ့ပါတယ်အဲ့ဒီနေရာမှာလေမရှိအလွန်အမင်းအေးအလွန်အမင်းပူ radiation မြင့်မှာနေရောင်တိုင်းလိုက်ထိဒီလိုအခြေအနေတွေကကဘာမြေကအရာဝတ္ထုတွေအများစုမခံနိုင်တဲ့အခြေအနေတွေပါဒါပေမဲ့အံ့ဩစရာကတော့အစိရမွားလေးတွေအသက်ရှင်နိုင်ခဲ့ပြီးပြန်လာတဲ့အခါမှာထပ်မံကြီးထွားနိုင်ခဲ့တာပါဒီလိုအဖြစ်တွေ့မှုကလူတောင်းနာကအတွက်အလွန်အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်နိုင်ပါတယ်အာကာသစခန်းကနေအစိတ်အမွားတွေကိုကဘာပြန်ယူလာတဲ့အချိန်မှာသိပ္ပံပညာရှင်တွေအံ့ဩစရာတွေ့ရှိခဲ့ပါတယ်အပင်တွေကိုအစိမ်းရောင်ပေးတဲ့ chlorophyll pigment တချို့ပျောက်ဆုံးသွားပေမဲ့အစိတ်အမွားနေသေးက80%ကျော်ကမသေးပဲအသက်ရှင်နေစေဖြစ်ခဲ့ပါတယ်။အံ့ဩစရာကတော့အဲ့ဒီအစိတ်အမွားတွေကကဘာမြေမှာမြက်ပေါင်းတွေလိုပဲပုံမှန်အတိုင်းပေါက်ထွက်နိုင်ခဲ့တာပါ။ဒါကြောင့်ဒီအပင်အသီးလေးတွေကအသက်ရှင်ခဲ့တယ်ဆိုတာထက်ပိုပြီးအလို့လုံနိုင်တဲ့အခြေအနေကိုဆက်လက်ထိန်းထားခဲ့တာဖြစ်ပါတယ်။မြက်အမျိုးမျိုးကခံနိုင်ရည်အမျိုးမျိုးပြသခဲ့ပါတယ်။တချို့က UV radiation ကိုခံနိုင်ခဲ့ပြီးတချို့ကအလွန်အမင်းပူခြင်းနဲ့အလွန်တောက်ပတဲ့အလင်းကိုခံနိုင်ခဲ့ပါတယ်။အံ့ဩစရာကတော့အမျိုးအစားတစ်မျိုးကမနေ့ဖြန်မှာမူးနဲ့ Mars ပေါ်မှာလူသားတွေအပင်စိုက်ပျိုးဖို့အသုံးချနိုင်မယ်လို့မျှော်လင့်ရတဲ့ planetary greening အပတ်အသုံးဝင်နိုင်ပါတယ်။ဒီအပင်အသေးလေးတွေကကဘာမြေမှာ900တန်းနဲ့ကျော်တည်ရှိပြီးများစွာသောရာသီဥတုပြောင်းလဲမှုတွေကိုခံနိုင်ခဲ့ကြပါတယ်။အခုတော့အာကာသလွတ်လပ်တဲ့အခြေအနေကိုပါခံနိုင်ကြောင်းသက်သေပြသလိုက်ပါပြီ။ဒုတေသနအဖွဲ့ကဒီစန်တမူဟာလူသားအနာဂတ်အတွက်အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ကြောင်းပြောကြပါတယ်။အနာဂတ်မှာ moon base တည်ဆုံမလား Mars ကိုစူးစမ်းမလားသို့မဟုတ်လူသားအသက်ရှင်နိုင်ဖို့ closed life support systems တည်ဆုံမလားအဲ့ဒီ extreme အခြေအနေတွေကိုကဘာမြေကအရာဝတ္ထုတွေဘယ်လိုခံနိုင်မလဲဆိုတာနားလည်ဖို့အရေးကြီးပါတယ်။ဒါကင်ကဘာမြေမှာဖြစ်ပေါ်နေတဲ့ climate change ကြောင့်ဒီလိုသုတေသနတွေပိုပြီးအရေးကြီးလာပါတယ်။ဘဝရဲ့အကန့်အသတ်တွေကိုသိချင်ကကျွန်တော်တို့ကိုယ်ပိုင်ကဘာကိုကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒီစမ်းသပ်မှုကအသစ်တော့မိကွန်းလေးကိုဖွင့်ပေးလိုက်ပါတယ်။မြက်ပေါင်းအသေးလေးတွေအာကာသထဲမှာအသက်ရှင်နိုင်တယ်ဆိုရင်အခြားဘယ်အရာတွေအာကာသထဲမှာခံနိုင်မလဲ။နောက်ထပ်ဘလောက်မကြခင်မှာကဘာမြေကအပင်အလွယ်ဆုံးတွေကလူသားတွေကိုအခြားခရိုတွေမှာအသက်ရှင်နိုင်ဖို့ကူညီပေးမလဲ။တခုတော့သိကြပါလေ။ဘဝဆိုတာကျွန်တော်တို့စဉ်းစားထားတဲ့လောက်ထက်ပူပြီးခိုင်မာတဲ့အရာဖြစ်တယ်ဆိုတာပါပဲ။မြန်ဝေါလ်ချစ်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။အံ့ဩစရာသိပ္ပံနဲ့အာကာသရှာဖွေရေးတွေကိုနောက်ထပ်ကြည့်ချင်ရင် like subscribe လုပ်ပေးပြီး notification ကိုဖွင့်ထားပေးပါနော်။နောက်အပိုင်းမှာပြန်တွေ့ပါနော်။နောက်အပိုင်းမှာပြန်တွေ့ကြမယ်။